ကျွန်တော်နာမည်တီဟောင်းပါမူလဇာတိကဖန်ငါဖြစ်ပေမဲ့အလုပ်ကန်ရအင်ဂျင်နီယာတယောက်အနေနဲ့လောလောဆယ်မှာကလုံးမျိုးကိုဆောက်လုပ်ရေးကိစ္စတစ်ခုနဲ့ရောက်နေပါတယ်အမေရေးဖို့ဆင်ုံတင်ထားရတယ်ကြားလိုက်ရတဲ့သတင်းကြောင့်ကမကန်နန်ကားတော့ကိုဆွဲပြီးကလောကနေဖန်ကိုချက်ချင်းအမြန်ဆောင်မောင်းထွက်လာခဲ့ပါတယ်ပူပင်နေတဲ့စိတ်တွေနဲ့ကားကိုအရှင်ပြင်းပြင်းမောင်းလာခဲ့ပေမဲ့စစ်တောင်းတောက်ကိုရောက်တဲ့အချိန်မှာတော့ညနေ6နာရီထိုးနေပါပြီစစ်စေးဂိတ်တွေကည10နာရီပိတ်တော့မှာဆိုတော့ဒီညဘလို့မှဖန်ကိုမရောက်နိုင်တော့ပါဘူးည9နာရီလောက်ရောက်တော့ကျွန်တော်ကြိုက်ထုံမြို့ကိုရောက်သွားပါတယ်မြို့ဝင်နာကတက်ခွန်ခန်းတစ်ခုမှာညအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တက်ခွန်ခန်းကတိတ်ကောင်းကြီးမဟုတ်ပေမဲ့ဆိုတော့မဆိုးလာပါဘူးကျွန်တော်ဒီတက်ခွန်ခန်းမှာပထမဆုံးအကြိမ်တက်ဖူးတာပါအခန်းထဲရောက်တော့ရေမိုးရှိုးပြီးအဲ့ရပေါ်လဲလိုက်ပေမဲ့စိတ်ကူးတွေကဟိုရောက်ဒီရောက်နဲ့တော်တော်ကြာအိမ်မပြောနိုင်ပါဘူးအမေအတွက်ပူပန်နေရတဲ့နဲ့အဲ့ဒီညကထမင်းတောင်မစားဖြစ်ခဲ့ပါဘူးဒီလိုနဲ့ညတနားလောက်ရောက်မှကျွန်တော်လည်းအိပ်ပျော်သွားပါတယ်အိပ်ပျော်သွားတာခဏလေးပဲရှိသေးရုတ်တရက်အခန်းတကားကိုအပြင်ကနေအဆက်မပြတ်ခောက်ကန်နေကြောင်းကျွန်တော်လက်နိုးလာပါတယ်တကားရဲ့မဲဘလူးပေါက်လေးကနေရှောင်းကြည့်လိုက်တော့အပြင်မှာဘယ်သူမှမရှိပါဘူးတယောက်အခန်းမပြီးခောက်တာနေမှာပါလေလို့ကိုဖြည့်သိမ့်ပြီးပြန်အိပ်ဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့ခဏအကြာမှာတော့ကျွန်တော်ဘေးရှင်းကအခန်းကနေစူးစူးဝါးငိုတန်နေနဲ့ခလီးငိုတန်နေကြားရပါတယ်အဖန်တွေကပူပြီးကျဲလာတာကြောင့်ကျွန်တော်ဘလို့မှအိတ်လို့မရတော့ပါဘူးပြီးမခံနိုင်တော့တဲ့အဆုံး reception ကိုဖုန်းခေါ်ပြီးအခြေအနေကိုရှင်းပြလိုက်ပါတယ်ဟိုဘက်က reception ကကောင်လေးကတော့ဟုတ်ကဲ့ပါကိုတခုံးပဲပြောပြီးဖုန်းချသွားပါတယ်နောက်ဆိုဒီလိုအဆင်ပြေတဲ့တိဟိုဟန်မျိုးလာဖြစ်ရင်တော့မတည့်ဘူးလို့စိတ်ထဲမှာတွေးမိလိုက်ပါသေးတယ်ခဏကြာတော့ဘေးခန်းကငိုတန်တွေရက်သွားပြီးကျွန်တော်လည်းအိပ်ပျော်သွားပါတယ်မနေ့အစောကြီး9နာရီလောက်ရောက်တော့ကျွန်တော်လည်းအိပ်ရထားချက်ကောက်လုပ်ဖို့အတွက်ပစ္စည်းတွေအမြန်တင်လိုက်ပါတယ်မနေ့ညကအတန်တွေကြားရတဲ့ဘေးရှိကအခန်းရှိကိုဖျက်ချလာတော့အခန်းတကားကမပိတ်ပဲပွင့်နေတာကိုတွေ့လိုက်ရပါတယ်အခန်းတကားအိပ်ရပေါ်မှာ9နှစ်ရွယ်ကလေးမလေးတယောက်ထိုင်နေတာကိုမြင်လိုက်ပါတယ်ကျွန်တော်နဲ့အကြည့်ချင်းဆောင်တဲ့အချိန်မှာသူကကျွန်တော်ကိုပြုံးပြတော့ကျွန်တော်လည်းပြန်ပြုံးပြပြီးထွက်လာပါတယ်ကျွန်တော်လည်းချက်ကောက်လို့မလို့ reception ကိုရောက်တဲ့အချိန်မှာ reception ကကောင်လေးကိုညီလေးအခုချက်ကောက်လို့မလို့မင်းညာကညီလေးဘေးခန်းကိုပြောလိုက်မှာပဲအခုလည်းကောင်းကောင်းအိပ်ပျော်သွားတော့တယ်မပြောပါဘူးအခုဘေးခန်းကအခန်းမှာအဲ့တင်မရှိပါဘူးငါထွက်လာတော့ကတော့အဲ့ဒီခန်းထဲမှာကလေးတယောက်တွေ့ခဲ့သေးတယ်ကွကျွန်တော်စကားကြောင့် reception ကကောင်လေးရဲ့မျက်နှာကချက်ချင်းပြတ်သွားပါတယ်ကျွန်တော်လည်းဘာမှဆက်မပြောတော့ပဲတိတ်ခုခန်းကနေအမြန်ထွက်လာပါတယ်ဘိုက်ဆန်နေတာနဲ့တိတ်ခုခန်းရဲ့ဘေးကလက်ဖက်ရည်ဆိုင်မှာဝင်ထိုင်ပြီးလက်ဖက်ရည်တောက်နေလိုက်ပါတယ်ဆောင်းကြီးဆိုတော့မနေ့9နာရီထိုးနေပြီမဲ့အလင်းအောင်တော့မပေါ်သေးပါဘူးဆိုင်ထဲမှာလည်းအန်တဲဆိုလို့ကျွန်တော်တယောက်ပဲရှိပါတယ်ကျွန်တော်ရဲ့ရှင်းနာမှာဆိုင်ရှင်ဦးလေးကြီးကအမိုက်တွေကိုမိရှုပြီးမိတ်လုံနေပါတယ်ကျွန်တော်လည်းအဲ့ဒီဦးလေးကြီးနဲ့စကားစမီပြောရင်ဦးလေးကြီးကညငါဒီမှာတဲရတာရှင်ပြေလားကွာမပြေပါဘူးဦးလေးရာတညလုံးမအိတ်ခဲ့ရပါဘူးတကားလာခောက်လိုက်ဘေးခန်းကကလေးတွေငိုတန်တွေအော်ဟစ်တန်တွေနဲ့အဲ့လိုမပြောပါဘူးဗျာဟေးဟုတ်လားဒါဆိုမင်းအခန်းထဲမှာနေရာမှာတဲတာလားဟုတ်တယ်ဦးလေးဘာဖြစ်လို့လဲအဲ့ဒီဦးလေးကြီးပြောလိုက်တဲ့စကားကြောင့်ကျွန်တော်တကူလုံးကြက်သိမ်းမွေးညင်းတွေထသွားပါတယ်ဘာဖြစ်ရမလဲလုံခဲ့တဲ့နိကပဲအဲ့ဒီအခန်းထဲမှာနေရာနေရဲ့ဘေးကအခန်းထဲမှာနေရာဆုံးမှာမိနောင်ပြီးတော့နာမီနေအောင်ဆုံးသွားတယ်အဲ့ဒီနောက်ပိုင်းအခန်းထဲမှာနေရာနေမှာတဲတဲ့လူတော်တော်များများကအတန်းကြားရတာဒီတခါတလေခလေးကိုလည်းအဲ့ဒီဆက်မှာတွေ့ရတယ်ပြောတာပဲကွာဗျာဒါဆိုဒီမနေ့ငါတွေ့ခဲ့တဲ့ခလေးကဒီဖြစ်ရတဲ့ဖြစ်ပြီးနောက်ပိုင်းမှာကြိုက်ထုံမျိုးကိုဖျက်သွားတဲ့အခါတိုင်းအဲ့ဒီတဲခုခန်းကိုမြင်တဲ့အခါတိုင်းအဲ့ဒီနေ့ကတွေ့ခဲ့တဲ့ကလေးမလေးရဲ့အပြုံးကိုအခုတည်းကမြင်အောင်နေတော့မှာတကယ်ပဲအဲ့ဒီနေ့ကတွေ့ခဲ့တဲ့ကလေးကဘယ်သူများပါလဲ